side plan လုပ်မယ်ဆိုရင်တထောင်စစ်လေးကိုပခုံးအောက်တက်ထဲမှာထားပြီးရင်လက်ဝါးလေးဖြန့်ထားလိုက်ရတယ်လက်သီးဆုပ်ထားလိုက်ရတယ်တခုသတိထားမှာကကျွန်တော်အရန်ရှိကိုဒီလိုမျိုးမကားစေနဲ့ပခုံးအောက်တက်ထဲမှာပဲထားပါပြီးရင်ခြေထောက်ကိုတက်အောင်လို့ဆန့်ထားပါပြီးရင်ခြေထောက်နှစ်ဖက်အပေါ်အောက်ဒီလိုထပ်ထားအကယ်၍ဒီလိုထပ်ထားလို့မတန်ဘူးဆိုလို့ရှိရင်ခြေထောက်နှစ်ဖက်ကိုအရှိတစ်ဖက်နောက်တစ်ဖက်ထားလို့ရတယ်ဒီလိုပေါ့နော်ကိုတန်တယ်လို့ထားလို့ရတယ်အဲ့တော့ကျွန်တော်ကတော့ဒီလိုမျိုးခြေထောက်နှစ်ဖက်ထပ်ထားပြီးတော့ကစားရတာကိုပို့ပြီးတော့အားတန်တယ်ဒါကြောင့်ထပ်ထားမယ်ပြီးရင်ကျွန်တော်တို့ကြမ်းမြင်နဲ့ခန္ဓာကိုယ်တစ်ခုလုံးလွတ်သွားအောင်လို့ကျွန်တော်တို့ထိန်းပြီးတော့ထောက်ထားမယ်ခေါင်းကိုငြိမ်ငြိမ်လေးပဲထားထားပါပြီးရင်လက်ကကျွန်တော်တို့အပေါ်မြောက်ဆန်ထားလို့ရတယ်ခါထောက်ထားလို့ရတယ်အဆင်ပြေသလိုထားမယ်အဲ့တော့အကယ်၍ကိုက body weight အရန်များလို့ခြေထောက်ကိုမဆန့်နိုင်ဘူးဆိုလို့ချင်းဒူးလေးကွေးလိုက်ပါဒူးကွေးပြီးတော့ကျွန်တော်တို့ကြမ်းမြင်မနဲ့ဒူးလေးနဲ့ထောက်ပြီးတော့ကျွန်တော်တို့ဒီပေါင်နေတင်မားတွေလွတ်အောင်လို့ကျွန်တော်တို့ဒီလိုလေးထောက်ထားပေးပါ